ယခုရက်ပိုင်းမှာတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အာဏာသိမ်းစစ်ကောင်စီဟာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီဘက်မှအကြီးအကျယ်ကိုရှုံးနေပါတယ်။စစ်တွေမြို့မှာအာရခတပ်တော် AA နဲ့အာဏာသိမ်းစစ်ကောင်စီဟာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီးတော့တိုက်ပွဲတွေဟာစစ်တွေမြို့နားအထိကပ်လာနေပြီဖြစ်ပါတယ်။အာရခတပ်တော် AA ဟာစစ်တွေမြို့မှာရှိတဲ့အာဏာသိမ်းစစ်တပ်ရဲ့ဒေသကွက်ကဲမှုစစ်စင်ရေးဌာနချုပ်ဒါကဆာနဲ့၄ မိုင်ခန့်ပဲကွာဝေးတဲ့နာယီကန်ကျေးရွာအပါအဝင်စစ်တွေမြို့ပတ်ပတ်လည်မှာရှိတဲ့ကာကင်းစခန်းတွေကိုစီးနင်းသိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီအပြင်မြို့ပြစစ်စင်ရေးအဖြစ်ကံကောကျွန်းကြောက်တန်းကြီးပါဒလိတ်တောကန်နဲ့ကြားမတော့ရွာဝင်းကျင်တွေအထိတိုက်ပွဲတွေဟာတုတ်ကတ်လာနေပြီဖြစ်ပါတယ်။ AA ဟာစစ်တွေမြို့လုံခြုံရေးအတွက်အဓိကကြတဲ့စစ်ကောင်စီရဲ့ရွှေမင်းကန်ရေတပ်စခန်းနဲ့ဒါကဆဌာနချုပ်တို့မြစ်တစ်ဖက်ကမ်းနဲ့ကုန်းလွန်ပိုင်းတို့မှာလက်နက်ကြီးတွေ drone တွေနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေသဖြင့်စစ်ကောင်စီတပ်ဖွဲ့ဝင်အမြောက်အများတေဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။အမြင့်ကျင်းကျေးရအနီးမှာလည်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းစခန်းတွေကိုအာရခတ်တပ်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်ကောင်စီဘက်မှအထိနာနေတယ်လို့သိရပါတယ်။အာရခတ်တပ်တော် AA ဟာလက်နက်ကြီးနဲ့ drone တွေကိုအဓိကတိုက်ခိုက်အသုံးပြုနေပြီးတော့အာဏာသိမ်းစစ်ကောင်စီဘက်မှအကြအဆုံးများနေကြောင်းသိရပါတယ်။မြို့ပြင်ကာကင်းများနဲ့အခြေစိုက်စခန်းတွေဟာအခြေအနေမကောင်းတော့လို့စစ်ကောင်စီအရာရှိကြီးတွေနဲ့စစ်သည်မိသားစုဝင်များဟာတရင်နေတဲ့ကနေပြီးတော့စစ်တွေမြို့ပေါ်ရက်ွက်များအတွင်းသို့အရေးပေါ်ရွှေ့ပြောင်းခိုးလုံနေကြရတာဖြစ်ပါတယ်။အကြအဆုံးများစွာနဲ့အထိနာနေပြီးကြောင်ရွံ့နေတဲ့အာဏာသိမ်းစစ်တပ်ဟာစစ်တွေမြို့ပတ်ပတ်လည်မှာမြေမြုံမိုင်းတွေချထားပြီးစစ်တွေမြို့ထဲမှာလည်းလုံခြုံရေးအထူးတင်းကျပ်နေတယ်လို့သိရပါတယ်။အာရခတပ်တော် AA ဟာရွှေမင်းကန်ရစ်တပ်စခန်းအနီးမှာရှိတဲ့ကန့်ကော်ကျွန်းအပါအဝင်ရှေတန်းကာကင်းစခန်းများကိုလည်းသိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။အာရခတပ်တော် AA နဲ့အာဏာသိမ်းစစ်တပ်ဟာတရုတ်ရဲ့စီမံကိန်းတွေရှိတဲ့ကြောက်ဖြူမြို့နယ်မှာလည်းတိုက်ပွဲတွေပြင်းထန်လျက်ရှိပါတယ်။ကြောက်ဖြူမြို့အနီးကအာဏာသိမ်းစစ်တပ်ရဲ့တိုင်ရင်တပ်စခန်းအနီးဝန်းကျင်များနဲ့ဒညဝရီရေတပ်ဌာနချုပ်ရဲ့ဌာနခွဲဖြစ်ပြီးအရေးပါတဲ့တောင်မော်ဦးရေတပ်စခန်းကိုလက်ရှိအချိန်ထိပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေလျက်ရှိပါတယ်။တောင်မော်ဦးဟာရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မဒေးကျွန်းအနီးမှာတည်ရှိတဲ့မဟာဗျူဟာကျတဲ့စစ်ကောင်စီရဲ့ရေတပ်စခန်းဖြစ်ပါတယ်။အဲ့ဒီဒေသဟာတရုတ်နိုင်ငံရဲ့စွမ်းအင်စီမံကိန်းကြီးများရေနံနဲ့သဘာဝဓာတ်ငွေပိုက်လိုင်းတည်ရှိရာမဒေးကျွန်းနဲ့နီးကပ်သဖြင့်စီးပွားရေးနဲ့စီးရေးအရာအလွန်အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။အာရခတပ်တော် AA ဟာတောင်မော်ဦးရေတပ်စခန်းကိုကာကွယ်ထားတဲ့ဗျူဟာမြောက်ကာကင်းစခန်းတွေဖြစ်ကြတဲ့စပယ်ရှောင်းကုန်းဒွေးချကုန်းညော်ချောင်းကုန်းအပါအဝင်အဓိကအခြေကုပ်စခန်းများကိုသိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။ရေတပ်စခန်းနဲ့အလွန်နီးကပ်တဲ့ရွာဟောင်းတောင်ကာကင်းစခန်းကိုလည်း AA ကထပ်မံဝိုင်းပတ်ပြီးတော့အပြင်းအထန်ထိုးစစ်ဆင်နေပါတယ်။ပြီးခဲ့တဲ့သတင်းပတ်များအတွင်းမှာတိုက်ပွဲများအတွင်းခမာရ939တိုင်ရင်မှုဒုဗိုလ်မှူးကြီးစိုးထွေးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အမြောက်အများတေဆုံးခဲ့ရပါတယ်။စီရေးအရာအလွန်အမင်းအထိနာနေသဖြင့်တောင်မော်ဦးရေတပ်စခန်းရှိအရာရှိကြီးများနဲ့စစ်သည်မိသားစုဝင်များကိုရေတပ်သင်္ဘောများဖြင့်ကြောက်ဖြူမြို့ပေါ်နဲ့ဒညဝရီရေတပ်ဌာနချုပ်သို့အရေးပေါ်ရွှေ့ပြောင်းနေရတယ်လို့သိရှိရပါတယ်ခင်ဗျာ။